ဆောင်းရသည်တစ်ခုလုံးလုံးဝတီးခြားနေရတဲ့ Overlook Hotel ဆိုတဲ့နေရာမှာမိသားစုတစုအလုပ်အတွက်ပြောင်းရွှေ့လာခဲ့ပါတယ်။အဆက်မှာတော့အေးချမ်းသလိုထင်ရပေမဲ့ဒီဟိုတယ်ဟာလူတွေစိတ်ကိုတဖြည်းဖြည်းဖောက်ပြန်စေတဲ့အမှောင်တမိုင်းတစ်ခုကိုဖုံးကွယ်ထားပါတယ်။ဖာကင်ထစ်သူဂျက်ကတဖြည်းဖြည်းစိတ်မမှန်တော့ပဲဟိုတယ်ရဲ့အတန်တွေအမြန်တွေကိုနားထောင်လာပြီးကိုမိသားစုကိုပဲအန်တရယ်ပေးတဲ့လူတစ်ယောက်ဖြစ်လာပါတယ်။ဒီစကားဟာတရေထက်ပူကြောက်စရာကလူစိတ်ရဲ့အမှောင်ဘက်ဆိုတာကိုပြသပေးထားတဲ့အကောင်းဆုံး psychological horror စကားတကပါ3နာရီခွဲကြောင်ကားမောင်းပြီးတဲ့နောက်မှာတော့ Jack ဆိုတဲ့ဒီလူကြီးက Colorado မှာရှိတဲ့ Overlook Hotel ကိုရောက်လာခဲ့ပြီး Manager Stewart နဲ့တွေ့ဆုံခဲ့ပါတယ်။ဆောင်းရာသီရောက်ရင်နှင်းတွေကြောင့်လမ်းတွေပိတ်သွားတဲ့တာမို့ဒီ Hotel ကိုပိတ်ထားလေးရှိပြီးဒေတာဒီလုံး Hotel မှာနေပေးမယ့်အဆောင်တစ်ယောက်လိုအပ်နေတာမှာ Stewart ကတော့ဒါဟာစိတ်ပိုင်းဆိုင်ရာအရာအထီးကျန်ဆန်တဲ့အတွေ့အကြုံတစ်ခုဖြစ်လိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ဒါအပြင်သူက1990ခုနှစ်တုန်းကအဆောင်ဖြစ်တဲ့ Grady ဟာစိတ်ဖောက်ပြန်ပြီးသူ့မိသားစုကိုပစုံနဲ့တက်ခါနောက်ဆုံးမှတနက်နဲ့ကိုအဆုံးစီရင်သွားခဲ့တဲ့အကြောင်းကိုလည်းထည့်ပြောဟုတာဝန်ရှိနေကြတာပါ။ရဲတွေကတော့ဒါဟာအခန်းထဲမှာပဲအကြကြီးအောင်းနေရတော့လို့ဖြစ်တဲ့စိတ်ယောဂ Kevin Fever ကြောင့်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဒါတွေက Jack အတွက်တော့ပြဿနာမရှိပါဘူး။သူကအရင်ကဆရာတယောက်ဖြစ်ခဲ့သလိုအခုလည်းစာရေးဆရာတယောက်ဖြစ်တာကြောင့်အေးအေးဆေးဆေးစာရေးကို9လလောက်အချိန်ရမှာကိုတောင်သဘောကျနေခဲ့တာပါ။တစ်ချိန်တည်းမှာပဲ Jack ရဲ့ဇနီးဖြစ်သူ Wendy နဲ့သူတို့ရဲ့သားလေး Dandy တို့က Hotel မှာလပေါင်းများစွာနေရမှာကဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆွေးနွေးနေကြပါတယ်။ဒီကလေးလေးကတော့သူ့ရက်ကွက်မှာလည်းအထူးထူးကစားဖို့ဘယ်သူမှမရှိတာကြောင့် Hotel မှာနေရတာကလည်းထူးခြားလိမ့်မယ်လို့မထင်ပါဘူး။ Wendy က Dandy ရဲ့စိတ်ကူးရင်တငယ်ချင်း Tony က Hotel ကိုလိုက်ချင်ရလာလို့မေးတဲ့အခါမှာတော့ Dandy ကအတန်ပြောင်းပြီးလက်ချောင်းလေးကိုလှုပ်ရမ်းက Tony အဖြစ်ဟန်ဆောင်ပြီးမလိုက်ချင်ပြီလို့ပြန်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Dandy ကရေချိုးခန်းထဲကမှန်ကိုကြည့်ပြီး Tony နဲ့ကြကားပြောနေခဲ့ပါတယ်။သူ့အထေအလုပ်ရမလားဆိုတာကို Dandy ကသိချင်နေပြီး Tony ကတော့အလုပ်ရသွားပြီးထစ်ချောင်းနဲ့မကြခင်မှာ Jack က Wendy စီကိုဖုန်းဆက်ပြီးတရင်ကောင်းပြောလိမ့်မယ်လို့ကြိုတင် Hawking ထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖုန်းကြီးလာပြီး Wendy ကဖုန်းကင်လိုက်တဲ့အခါအလုပ်ရပြီးထစ်ချောင်းပြောနေတဲ့ Jack ရဲ့အထံကိုကြားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ Dandy က Tony ကိုဘာလို့ Hotel ကိုမသွားချင်ရတာလဲဆိုပြီးအကြောင်းပြချက်မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒီကလေးလေးရဲ့မျက်လုံးတွေကဖြူးကျဲသွားပြီးတတိလက်လွတ်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်နေမှာပဲတလဲကားထဲကနေသွေးတွေအရှင်ဟုန်နဲ့ပန်းထွက်လာတာအပြာရောင်ဝတ်စုံနဲ့အများကြီးအမနဲ့ရောင်းနဲ့သူ့ခုလိုက်အော်ဟစ်နေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရပြီးရုပ်တရက်တတိလေးလဲသွားခဲ့ပါတယ်။ခဏအကြာမှာတော့ဒန်ဒီတတိရလာပြီးဝန်ဒီကဘေးကနေကြည့်နေတော့ဆဲဝင်းမကြီးကသူ့ကိုစစ်ဆေးပေးနေခဲ့ပါတယ်။ဆဲဝင်းမကြီးကသူ့ကိုမီးလောင်တွေလက်ခနဲ့မီးထန်တာမျိုးတာမဟုတ်ထူးဆန်းတဲ့အတန်းတွေကြားရတာမျိုးရှိရလားလို့မေးပေမဲ့ဒန်ဒီကတော့မရှိဘူးလို့ညင်းခဲ့ပါတယ်။သူနောက်ဆုံးမှတ်မိတာကတိုနီနဲ့စကားပြောနေတာပဲဖြစ်ပါတယ်။တိုနီဆိုတာဘသူလဲလို့ဆဲဝင်းမကြီးကမေးတဲ့အခါမှာတော့သူကသူ့ရဲ့ပါးစင်ထဲမှာနေထိုင်တဲ့ကောင်လေးတယောက်လို့ပြန်ပြောခဲ့ပါတယ်။တိုနီကတစ်ခုခုလုပ်ဖို့ခိုင်းတာမျိုးရှိလားလို့ဆဲဝင်းမကြီးကထပ်မေးပေမဲ့ဒန်ဒီကတော့ဒီအကြောင်းတွေကိုထပ်မပြောချင်တော့ဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဆဲဝင်းမကြီးကဝန်ဒီကိုတီးတန့်ခေါ်ပြီးဒန်နီရဲ့ခန္ဓာကိုယ်မှာဘာပြဿနာမှမရှိတာကြောင့်အခုဖြစ်တာကကိုတတိမေ့ထွားအောင်လုပ်မိတဲ့အခြေအနေ auto hypnosis မျိုးဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။တိုနီကဘလုံးကစပေါ်လာတာလဲလို့မေးတဲ့အခါမှာဝန်ဒီကဒန်ဒီမူဂျိုကြောင့်စတတ်တဲ့အချိန်အဲ့ဒီမှာအဆင်မပြေဖြစ်နေတဲ့အချိန်မှာစပေါ်လာတာလို့ရှင်းပြခဲ့ပါတယ်။ဒါအပြင်ဂျက်ကတခါတော့ကအလောက်ကနေနောက်ကျပြီးမူးပြီးပြန်လာတဲ့အခါဒေါသကြီးနဲ့ဒန်ဒီရဲ့ပခုံးကိုအစ်စ်ပြတ်သွားအောင်လုပ်ခဲ့မှုတဲ့အကြောင်းကိုလည်းဖွင့်ပြောခဲ့ပါတယ်။ဒီဖြစ်စဉ်ပြီးနောက်မှာတော့ဂျက်ကအရက်ဖြတ်လိုက်ပြီးအကေရွေသူကအရက်ပြန်တောက်မိဟင်သူ့ကိုထားခဲ့နိုင်တယ်လို့ဝန်ဒီကိုကတိပေးခဲ့ပါတယ်။ဆောင်းရာသီနောက်ဆုံးပတ်မှာတော့ဒီမိသားစုကဟိုတယ်ကိုရောက်ရှိလာခဲ့ပြီးနောက်ဆုံးကြံရှိနေတဲ့ဧည့်သည်တွေနဲ့ဝန်ထမ်းတွေကလည်းပြန်ဖို့ပြင်ဆင်နေကြပါတယ်။ဒန်ဒီကကစားကွင်းခန်းထဲမှာများပြီးကစားနေတော့စတူဝတ်ကဝန်ဒီနဲ့ဂျက်ကိုဟိုတယ်အညက်လိုက်ပြနေပါတယ်။အဲ့ဒီအချိန်မှာပဲသူမြင်ခဲ့တဲ့ပုံရိပ်ထဲကအများကြီးအမနှစ်ယောက်ကသူ့နောက်မှာပေါ်လာပြီးသူ့ကိုခဏတာစိုက်ကြည့်ပြီးပြန်ထွက်သွားပါတယ်။စတူဝတ်ကဇနီးမောင်နှမကိုသူတို့နေရာမဲ့အခန်းကိုလိုက်ပြပြီးနောက်မှာအပြင်ဘက်ကချန်စီရင်ပင်နေတဲ့လှုပ်ထားတဲ့ဝင်ကပစီကိုခေါ်သွားခဲ့ပါတယ်။ဒီဝင်ကပထွက်ဖို့ရအနည်းဆုံးတနားရီလောက်ကြာတတ်တာပါ။ဟိုတယ်ကိုအမေရိကန်တိုင်းရင်းသားတွေရဲ့တင်ချိုင်းမြေပေါ်မှာတိဆောက်ထားတာကြောင့်တိဆောက်နေတော့ဒေတာစင်မျိုးစင်တွေနဲ့တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ဘူးတာကြောင့်လို့သူကရှင်းပြခဲ့ပါတယ်။ကားကရုံထဲမှာတော့အရေးပေါ်အခြေအနေမှာနှင်းတိုးတဲ့မောင်းနိုင်တဲ့ snow cat ကားတစ်စီးကိုလည်းတွေ့ခဲ့ပါတယ်။ကပကွဲနဲ့ရောက်တဲ့အခါမှာခန်းတို့ရဲ့အလှအပါကိုသူတို့ဇနီးမောင်နှမကသဘောကျနေကြပြီးစတူဝတ်ကတော့အာမခင်ကြီးတစားဆောင်စောင်းရာဒီပိတ်ထားလေးရှိတဲ့အချိန်မှာဘားတဲ့ကအရက်တွေကိုဖဲရှားထားလေးရှိတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအတွင်းရင်မှုကဒန်ဒီကိုခေါ်လာတာကြောင့်စတူဝတ်ကဂျက်ကိုဆက်လိုက်ပြနေတော့စားဖို့ကြီးတိတ်ကဝန်ဒီနဲ့ဒန်ဒီကိုမိဖို့ကြောင့်လိုက်ပြပေးဖို့ခိုင်းလိုက်ခဲ့ပါတယ်။မိဖို့ချောင်းထဲမှာတော့တစ်ကစောင်းရသည့်တရားစီလုံးအထက်လုံလောက်တဲ့စားစရာအမြောက်အများကိုဝန်ဒီကိုလိုက်ပြပြီးဒန်ဒီကိုတော့ dog လို့ခေါ်နေခဲ့ပါတယ်။ဒန်နီရဲ့နာမည်ပြောင်းကိုသူကဘလို့သိနေတာလဲဆိုတာဝန်ဒီကအံ့ဩသွားတဲ့အခါမှာတော့သူခေါ်တာကြားလို့နေမှာပါလို့ဒစ်ကစင်ကြေပေးခဲ့ပါတယ်။ဒါပေမဲ့ဝန်ဒီကတော့သူတို့ရောက်ကလေးကအဲ့ဒီနာမည်ကိုခေါ်ခဲ့မိတယ်လို့မမှတ်မိပါဘူး။ဒစ်ကသူတို့ကိုဆက်လိုက်ပြနေတော့လူကြီးတွေစကားပြောနေချိန်မှာဒန်နီကတော့ဒီစားဖို့မူးကြီးတဲ့ခေါင်းကိုပဲစိုက်ကြည့်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုသူ့စိတ်ထဲမှာရေခဲမွန်စားကျင်လားလို့မင်းနေတဲ့ဒစ်ရဲ့အသံကိုကြားလိုက်ရပါတယ်။
အဲ့ဒီနောက်မှာတော့ Wendy က Jack စီကိုပြန်သွားတာကြောင့် Danny ကစကားပြောချင်နေတဲ့ Dick နဲ့အတူကြံရစ်ခဲ့ပါတယ်။သူနဲ့သူ့အဖွားဟာ The Shining လို့ခေါ်တဲ့ဒီစွမ်းအားကြောင့်စိတ်ချင်းဆက်သွယ်စကားပြောနိုင်ခဲ့တဲ့အကြောင်းကို Dick ကပြောပြခဲ့ပါတယ်။သူကလွဲပြီးဒီလိုစွမ်းအားရှိတဲ့နောက်တစ်ယောက်ကိုတွေ့ရလိမ့်မယ်လို့မထင်ထားခဲ့တဲ့အတွက် Danny ရဲ့အတွေ့အကြုံကိုမေးမြန်းခဲ့ပေမဲ့ Danny ကတော့ Tony ကဒါကိုမပြောဖို့တားထားတယ်လို့ဆိုပါတယ်။ Dick က Tony အကြောင်းကိုထပ်မီးတဲ့အခါမှာတော့ Danny ရဲ့စွမ်းအားအကြောင်းကိုတွယ်ဝိုက်ပြီးသိလိုက်ရပါတယ်။ Danny ကတတိလက်လွတ်ဖွတ်သွားတဲ့အချိန်တွေမှာပုံရိပ်တွေမြင်ရတတ်ပေမဲ့အငဲတန်းတော့မမှတ်မိပါဘူး။အဲ့ဒီနောက်မှာတော့ Dick ကဒီဟိုတယ်မှာတခုခုကထွန်းလင်းနေပြီးစွမ်းအားရှိသူတွေပဲမြင်နိုင်တဲ့အရာတွေရှိနေကြောင်းရှင်းပြခဲ့ပါတယ်။ဒီအရာတွေထဲကတချို့ဟာဝမ်းနဲ့စရာဖြစ်ရတွေကနေပေါက်ခွာလာတာဖြစ်ပြီးဟိုတယ်မှာနှစ်ကောင်းများစွာရှိနေကြတာမို့အားလုံးကတော့ကောင်းတာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါတွေကိုစာအုပ်ထဲကရုပ်ပုံတွေလိုပဲသဘောထားဖို့သူကဒီကလေးလေးကိုအကြံပေးခဲ့ပါတယ်။ Danny ကအခန်းနံပါတ်238အကြောင်းကိုမေးတဲ့အခါမှာတော့ Dick ကအထဲမှာဘာမှမရှိဘူးလို့ကြင်ဖြိုးပြီးအဲ့ဒီအခန်းထဲကိုတွားဖို့တားမြစ်ထဲပါတယ်။တလားအကြာမှာတော့ဒီမီသားစုဟာတက်တောင့်တက်တာရှိပြီးအေးချမ်းတဲ့နေစဉ်ဘဝကိုရရှိနေပါသည်။ Wendy ကတော့ဒီလိုနေရာကျဲကြီးမှာတယောက်တည်းနေရမှာကိုအစကကြောက်ခဲ့မိတယ်လို့ဝန်ခံခဲ့ပေမဲ့ Jack ကတော့ဒီဟိုတယ်ကိုသူအရင်ကရဖူးတယ်လို့ဒေဂျာဘူးခံစားချက်မျိုးနဲ့ချက်ချင်းပဲသမောကျသွားခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့သူကတော့စာမရေးနိုင်သေးပါဘူး။မနက်စာစားပြီးတဲ့နောက်မှာ Wendy နဲ့ Danny တို့ကဝင်ကပသေးကိုတွားလေးလာကြပါတယ်။ Jack ကတော့စာမရေးနိုင်တဲ့အစားဘောလုံးတစ်လုံးနဲ့ကစားနေခဲ့ပါတယ်။သူကအခန်းထဲမှာရှောက်သွားရင်ဝင်ကပရဲ့ပုံစံတူအသေးလေးကိုတွေ့သွားပါတယ်။သူကအဲ့ဒါကိုစိုက်ကြည့်နေတော့မှသူ့မိသားစုရဲ့အယုတ်လေးတွေဝင်ကပအလဲကိုရောက်သွားတာကိုမြင်လိုက်ရပါတယ်။ဒါဟာတကယ်ဖြစ်နေတာလားဒါမှမဟုတ်သူ့ရဲ့စိတ်ကူးရင်စင်ကဗလားဆိုတာတော့မသေးခွဲပါဘူး။အင်္ဂါနေ့မှာတော့တလင်းတွေထဲမှာနင်းမုန်တန်လာတော့မယ်လို့ကြေညာနေပါတယ်။ Danny ကဟိုတယ်စင်ကျော်လန်းတွေထဲမှာသူ့ရဲ့သုံးမင်းစပိန်လေးကိုစီးနေတော့အခန်းနံပါတ်238ဖြည့်မှာရက်လိုက်ပါတယ်။သူတကောက်လက်ခိုင်ကိုလှည့်ကြည့်ပေမဲ့တော့ခတ်ချပါတယ်။သူမထွက်သွားခင်မှာပဲအမျော်ကြီးမလူရဲ့ပုံရိပ်ကသူ့စိတ်ထဲမှာလက်ခနဲ့ပေါ်လာပါတယ်။တဖန်မှာတော့ Jack ကလောက်စွန်းတော့စာရေးနေပါပြီ။ Wendy ကသူကိုလာကြည့်တဲ့အခါမှာတော့သူကအယမ်းပဲ right wine နဲ့ဆက်ဆံခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကဒေါ်ဒါတကြီးနဲ့သူ့အလုပ်ကိုလာနှောက်ချက်တာကို all hit ဆဲဆိုခဲ့ပါတယ်။ပြီးတော့စာရေးနေတဲ့အချိန်မှာအခန်းထဲကိုမလာရဘူးဆိုတဲ့စီကန်းတစ်ကိုထုတ်လိုက်ပြီး Wendy ကိုမောင်းထုတ်လိုက်တာကြောင့် Wendy လည်းဘာမှမပြောဘဲထွက်သွားခဲ့ပါတယ်။ကြာသာပတင်းနေ့မှာတော့ Wendy နဲ့ Danny တို့ကနင်းထဲမှာကစားနေကြပါတယ်။ Jack ကတော့အတွင်းကနေသူတို့ကိုစိတ်ဖောက်ပြန့်နေတဲ့မျက်နှာပြင်းနဲ့ကြည့်နေခဲ့ပါတယ်။စနေနေ့မှာတော့ Wendy ကဖုန်းသုံးချင်ပေမဲ့ဘယ်လိုင်းမှအလုံးမလုံးတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက် Stewart ရဲ့ကုန်းထဲကရေဒီယိုကိုသုံးပြီးတောအုပ်ထိန်းသိမ်းအရာရှိတယောက်နဲ့စကားပြောနိုင်ခဲ့ပါတယ်။အဲ့ဒီအရာရှိကစောင်းရသည်မှာဖုန်းလိုင်းတွေပျောက်တန့်တာကပုံမှန်ပဲလို့ပြောပြခဲ့ပါတယ်။အဲ့ဒါပြင်အခုကနှစ်ပေါင်းများစွာတဲ့အဆိုးဆုံးနှင်းမုန်တန်ဖြစ်နေတာမို့ရေဒီယိုကိုအမြဲတမ်းဖွင့်ထားဖို့အကြံပေးခဲ့ပါတယ်။ Danny ကတော့စင်ကျော်လန်းတွေထဲမှာစဖိန်းဆက်စီးနေတော့အမျော်ကြီးမတွေကလမ်းပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။သူတို့က Danny ရဲ့နာမည်ကိုသိနေပြီးသူတို့နဲ့အတူထာဝရအထိကစားဖို့ခေါ်နေတာကြောင့် Danny ဟာသူတို့နှစ်ယောက်ပွားဆိုင်ရတဲ့သွေးအိုင်ထဲမှာလဲနေတဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။ကြောက်လန့်သွားတဲ့ Danny ကသူ့မျက်လုံးတွေကိုအောက်ထားလိုက်ပြီးခဏအကြာမှပြန်ကြည့်တဲ့အခါမှာသူတို့မရှိတော့တာကိုအတိပြုနိုင်ပါတယ်။အဲဒီနောက်မှာသူက Tony ကိုကြောက်တယ်လို့ပြောတဲ့အခါမှာတော့ Tony က Dick ရဲ့အကြံပေးစကားကိုပြန်သတိပေးခဲ့ပါတယ်။ဒီပုံရိပ်တွေဟာအစ်စ်မဟုတ်ဘဲစာအုပ်ထဲကရုပ်ပုံတွေလိုပဲလို့ဆိုပါတယ်။တနင်္လာနေ့မှာတော့ Danny ကသူ့အခန်းထဲကရုပ်သွားယူလို့ရမလားလို့ Wendy ကိုမေးပေမဲ့ Jack ကအိတ်နေရကြောင့် Wendy ကညင်းခဲ့ပါတယ်။ Danny ကသူ့အခေမနှိုးသွားအောင်ခြေဖြောင်းတောင်းနဲ့သွားပမယ်လို့ကတိပေးတာကြောင့် Wendy ကသဘောတူလိုက်ပါတယ်။ဒါပေမဲ့ Danny အခန်းထဲရောက်တော့မှ Jack ကနိုးနေပြီးတတိလက်လွတ်ဖတ်သွားသလိုမျိုးဗီဒင်းပေါက်ကနေအပြင်ကိုငေးကြည့်နေခဲ့ပါတယ်။ သူကသူ့တောင်းကိုသူ့ဘေးမှာလာထိုင်ကိုခေါ်လိုက်ပြီး Danny ကသူ့အဖေနေမကောင်းဖြစ်နေတာလားလို့မေးခဲ့ပါတယ်။ Jack ကတော့သူကပင်မနဲ့ယုံတယ်မှာလို့ပြောပြီးသူတို့မိသားစုဒီဟိုတယ်မှာထာဝရအထိနေသွားချင်တယ်လို့ပြောလိုက်ပါတယ်။ဒီစကလုံးတွေက Danny ကိုဟိုအများကြီးအမတွေကိုတတိယသွားစေပြီးသူ့အဖေကသူတို့ကိုနာကျင်အောင်လုပ်မလားဆိုပြီးတွေးမိသွားစေပါတယ်။ဒါက Jack ကိုစိတ်တိုသွားစေပြီး Wendy ကကလေးကိုအတွေးမားတဲ့ရိုက်သွင်းပေးနေတာလို့ယူဆကသူကတော့ဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့ကြိမ်ဆိုခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့မှာ Danny လေးဟာစင်ကျော်လန်းထဲမှာသူ့ကစားသွားလေးတွေနဲ့စော့နေတော့ရုတ်တရက်ဘောလုံးလေးတစ်လုံးကသူ့ရဲ့အယုတ်ကားလေးတွေကြားထဲကိုလှိမ့်ဝင်လာခဲ့ပါတယ်။ဒီဘောလုံးကိုဘသူပစ်လိုက်တာလဲဆိုတာကိုသူပတ်လေကြည့်ပြီးပဲဘသူကမှမတွေးခဲ့ပါဘူး။အဲ့ဒီနောက်သူကစင်ကျော်လန်းအတိုင်းရှော့သွားရင်အခန်းနံပါတ်230ခုပွင့်နေတာကိုတွေ့သွားပြီးအထက်ကိုချောင်းကြည့်လိုက်ပါလေ။တစ်ဖက်မှာလဲ Wendy ကရင်နွေးဦးတွေကိုလိုက်ဖွင့်နေတော့ Jack or hit နေတာအတန်ကိုကြားလိုက်ရပါတယ်။
အတာလာယာနော့ကိုလိုက်သွားတဲ့အခါဂျက်ကသူ့ရဲ့စာရေးစပွဲပေါ်မှာအိပ်ပျော်နေရင်အိမ်မက်ဆိုးတွေမှတ်နေတာကိုတွေးလိုက်ရတာပါသူမကဂျက်ကိုချက်ချင်းနှိုးလိုက်တဲ့အခါဂျက်ကလက်နှိုးလာပြီးခြိုင်ကုန်ပေါ်မှနေပြုတ်ကျသွားခဲ့ပါတယ်ဝန်ဒီနဲ့ထန်ဒီလေးကိုအပိုင်းပိုင်းခုတ်ထစ်ပြီးတတ်ပစ်လိုက်တဲ့အကြောင်းကြောက်စရာကောင်းတဲ့အိမ်မက်ကြီးမှတ်ခဲ့တယ်လို့ဂျက်ကရှင်းပြလိုက်ပါတယ်သူကိုယ်တိုင်လည်းစိတ်ယူပေါက်နေပြီလားဆိုတာကိုဝန်ခံခဲ့ပါလားအဲ့ဒီအချိန်မှာဒန်ဒီလေးကလက်မအဆုံငင်းအခန်းထဲကိုဝင်လာခဲ့ပါတယ်ဝန်ဒီကသူ့ကိုအပင်းထွက်ခိုင်းပေးမယ်ခလေးလေးကနားမထောင်ခဲ့ပါဘူးသူမကခလေးနားကိုကတ်သွားတဲ့အခါဒန်ဒီရဲ့လေဘင်းမှာကြောက်စရာကောင်းတဲ့အညိုအမဲဆွဲနေတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရပါတယ်ဒါကိုဂျက်လုတ်တာလို့ဝန်ဒီကထင်သွားပြီးသူ့ကိုအော်ဟစ်ဆဲဆိုကခလေးကိုခေါ်ပြီးထွက်သွားခဲ့ပါတယ်ဂျက်ကတော့မှင့်တက်ပြီးကြံခဲ့ရကနေမကြခင်မှာပဲဒေါဟာတွေထွက်လာခဲ့တာပါအဲ့ဒီနောက်မှာတော့ဂျက်ကစင်ကျော်လန်းနေတဲ့မှာဟိုးဟိုးဒီဒီချောင်းသွားရင်စိတ်ပြက်လက်ပြက်နဲ့တယောက်တည်းရေရွတ်နေတယ်ပါတယ်သူကရွှေရောင်ခန်းမတဲ့ကိုရောက်သွားလိုက်ခါမိတွေဖွင့်ပြီးဘားကောင်းတာမှာထိုင်လိုက်ပါတယ်အရက်တစ်ခွက်ရဟုတ်တာဆိုရင်သူ့ရဲ့ဝိညာဉ်ကိုတောင်ပေးလိုက်ချင်တယ်လို့သူကပြောလိုက်တာပါရုတ်တရက်ဆိုသလိုပဲဘာတင်တာလိုက်ကအရက်ပူလေးမျိုးစုံနဲ့အတူပေါ်လာခဲ့ပါတယ်ဂျက်ကသူ့နာမည်ကိုသိနေပြီးဒါကိုပုံမှန်လိုပဲသဘောထားကသူ့ကိုတွေးရတာဝမ်းသာနေပါတယ်သူကဝီစကီတစ်ခွက်တောင်းလိုက်ပြီးအရက်တောက်လိုက်တဲ့အခါလူသစ်တစ်ခုတောင်ထက်သွားတယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့သူ့မိသားစုအကြောင်းကိုမကောင်းပြိုးပြီးနှစ်ယောက်လုံးကိုဆဲဆူတိုင်တန်းပါတော့တယ်ဂျက်ကစိတ်တွေလှုပ်ရှားနေပြီးလွန်ခဲ့တဲ့3နှစ်ကဒန်နီကိုသူနာကျင်အောင်လွတ်ခဲ့မိတာမှန်ပေမဲ့အဲ့လာကမတော်တဆထိတ်ခဲ့ကမို့အားလုံးကမေ့ပစ်စင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝန်ဒီကအခန်းထဲကိုပြေးဝင်လာပြီးလွိုင်းနဲ့အရက်ပူးလင်းတွေပျောက်ကွယ်သွားခဲ့ပါတယ်အခန်း203ပဲခွန်ထဲမှာဒန်နီလေးကိုလေဘဲညုတ်တက်ဖို့စူးစမ်းခဲ့တဲ့ယူသွားနေတဲ့အမျိုးသမီးတစ်ယောက်ရှိနေတယ်လို့ဂျက်ကိုပြောပြလိုက်ပါတယ်တစ်ဖက်မှာလည်းဒစ်ကအိမ်မှာ TV ကြည့်နေတော့အယုတ်တရက်အာယုံထဲမှာမြင်ကွင်းစုံပေါ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဒန်နီလေးကလည်းအခန်းထဲမှာအဲ့ဒီမြင်ကွင်းကိုပဲမြင်နေရတာပါမကြခင်မှာပဲဂျက်ကအခန်း230ခွန်ထဲကိုဝင်သွားပြီးရေချိုးခန်းထဲမှာကိုလုံးတင်းနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီမျိုးသမီးကဂျက်စီကိုရှောက်သွားပြီးအตาယာထိတွေ့လိုက်တဲ့အခါဂျက်ကအခွင့်အရေးယူပြီးသူမကိုစိတ်အားထက်သန်နမ်းလိုက်ပါတယ်ဒါပေမဲ့သူ့မျက်စိဖွင့်လိုက်တော့သူနမ်းနေတာကခန္ဓာကိုယ်တစ်ကုတ်လုံးပုတ်ပွဲနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတာပါအဲ့ဒီအဖွားကြီးကအယူသလိုတဟာဟာရာရဲ့ပြီးသူ့နောက်ကိုလိုက်လာပြီးမြဲဂျက်ကအခန်းပြင်ကိုအမြန်ထွက်ပြီးတကားပိတ်ကထွက်ပြေးနိုင်ခဲ့ပါတယ်ဒန်ဒီလေးမှာတော့တတိလစ်တလို့ဖြစ်နေရင်အဲ့ဒီမြင်ကွင်းအားလုံးကိုသူ့စိတ်ထဲမှာမြင်နေရတာပါအဲ့ဒီမြင်ကွင်းတွေပြီးသွားတဲ့အခါမှာတော့ဒစ်ကဟိုတယ်ကိုဖုန်းခေါ်ဖို့ကြိုးစားပြီးမြဲဖုန်းတွေကအလုံးမလောက်သေးပါဘူးနောက်တော့သူကတောအုပ်ထိန်းသိမ်းအစရာရှိကိုဟိုတယ်မှာနေနေတဲ့မိသားစုကိုတွားစစ်ဆေးပေးဖို့အကူအညီတောင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂျက်ကဝန်ဒီကိုဘာမှမတွေ့ဘူးလို့လိန်ပြောလိုက်ပါတယ်ဝန်ဒီကဒန်ယာတွေဘဲကရတာလဲဆိုတာကိုသိကျင်နေတဲ့အခါဂျက်ကဒန်ဒီကိုယ်တိုင်လောက်တာဖြစ်နိုင်တယ်လို့အကြောင်းပြချေပေးခဲ့ပါတယ်ဝန်ဒီကသူတို့ကလီယိုတာဆံဝန်ပြဖို့ဟိုတယ်ကနေထွက်သွားတင်ပြီးလို့ပေါ်လိုက်တဲ့အခါဂျက်ကဒေါသတိပေါက်ကွဲသွားပါတော့တယ်ဂျက်ကစားစစ်ရေးချင်းနေပြီးဝန်ဒီကသူ့ဘဝကိုဖျက်ဆီးခြင်းနေတာလို့ဆွဆွဲကအခန်းထဲကထွက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဒန်ဒီလေးဟာသူ့အခန်းတကားမှာ Red Yam ဆိုတဲ့စလုံးပေါ်လာတာကိုတွေ့ပြီးထိတ်လန့်သွားသလိုတွေ့ပြီးရှန်ထွက်နေတဲ့ဓာတ်လေကမင်းကွင်းကြီးကိုလည်းထပ်မြင်နေရပြန်ပါတယ်မိဖို့ကြောင့်ထဲမှာတော့ဂျက်ကဒေါသတကြီးနဲ့ပစ္စည်းတွေကိုလိုက်လွင့်ပြနေပါတယ်သူကဟိုတယ်အကန်ကိုရောက်တဲ့အခါဂျမ်းမြင်ပေါ်မှာပူပေါင်းတွေနဲ့အလတ်စင်ပစ္စည်းတွေပြန်ကျဲနေတာကိုတွေ့ပြီးအံ့ဩသွားခဲ့ပါတယ်ပြီးတော့သူကတချင်းတန်တွေကိုကြားလိုက်ရလို့ရွှေအောင်ခမ်းမတဲကိုလိုက်သွားခဲ့တာပါအဲ့ဒီမှာလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကလို့ဝစ်စုံပြင်းနဲ့လူတွေအများကြီးပါတီဆင်နွှဲနေကြတာကိုတွေ့လိုက်ရပါတယ်ဂျက်ကဘာမှထိုင်ပြီးအရက်တောင်းပေမဲ့လွိုက်ကဒါဟာဟိုတယ်ရဲ့အခန်းမှုမလို့ပတ်စံပေးစရာမလိုဘူးလို့ပြောပါတယ်ဂျက်ကဘသူကသူ့ကိုတိုက်တာလဲလို့သိချင်နေပေမဲ့လွိုက်ကတော့အခုလောလောဆယ်သိစရာမလိုသေးဘူးလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်ဂျက်ကထိုင်ကုန်းကနေထားလိုက်တဲ့အချိန်ကစားပွေးထိုးတယောက်နဲ့တိုက်မိပြီးသူ့အင်ဂျီပေါ်အရက်ဒီဖိတ်ဆင်သွားခဲ့ပါတယ်အဲ့ဒီစားပွေးထိုးကအချက်ကိုတန်ရှင်းရေးလုပ်ဖို့ရေချိုးခန်းနဲ့ခေါ်သွားပြီးသူ့နာမည်က Grady ထစ်ကြောင်မိတ်ဆက်လိုက်ပါတယ်ဂျက်က Grady ဆိုသူဟာသူ့မိသားစုကိုထပ်ခဲ့တဲ့သူဆိုတဲ့အကြောင်းကိုမှတ်မိသွားပြီးအရင်ကဟိုတယ်ဆောင်ထစ်ခဲ့ဘူးသလားလို့မေးလိုက်ပါတယ်Grady ကသူမဟုတ်ချောင်းညင်းဆိုပြီးသူ့ဇနီးနဲ့သမီးလေးတောင်ဟိုတယ်မှာရှိနေသေးတယ်လို့ပြောပါတယ်ဒါအပြင်ဂျက်ဟာအမြဲတမ်းဒီဟိုတယ်ရဲ့အဆောင်ထစ်ခဲ့တာပါလို့သူကအခိုင်အမာပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Grady ကဒန်ဒီလေးဟာအပြင်လူတယောက်ကိုဒီကိစ္စတွေနဲ့ဆွဲသွင်းဖို့ကြိုးစားနေတယ်လို့ဂျက်ကိုပြောလိုက်ပါတယ်Grady ကဒန်ဒီလေးမှာထူးခြားတဲ့စွမ်းရည်ရှိပြီးအဲ့လာကိုဂျက်ကိုပြန်တိုက်ခိုက်ဖို့သုံးလိမ့်မယ်လို့သတိပေးခဲ့တာပါဂျက်ကဒန်ဒီရဲ့အပြုအမူတွေဟာဝန်ဒီကြောင့်လို့အပြစ်တင်တဲ့အခါ Grady ကသူတို့ကိုဆုံးမတင်တယ်လို့အကြံပေးလိုက်ပါတယ်Grady ကသူ့သမီးတွေဟိုတယ်ကိုစရောက်တုန်းကသဘောမကျပဲတယောက်ဆိုရင်ဟိုတယ်ကိုမီးတောင်ရှို့ဖို့ကြိုးစားခဲ့လို့သူကိုယ်တိုင်ဆုံးမခဲ့ရကြောင်းသူ့ဇနီးကတားတဲ့အခါသူမကိုပါဆုံးမခဲ့ရကြောင်းရှင်းပြခဲ့ပါတယ်တစ်ဖက်မှာလည်းဝန်ဒီကစိတ်တက်ပြီးပြိုလဲနေခဲ့ပါပြီ။သူမကစိတ်လိတ်တောက်ရင်ဒန်ဒီနဲ့အတူ snowcat ရန်ကိုသုံးပြီးတောအုပ်ထိန်းသိမ်းရေးအရာရှိတွေကိုတွားရှာရင်ကောင်းမလားလို့စဉ်းစားနေခဲ့ပါတယ်။ရုတ်တရက်ဒန်ဒီရဲ့အော်ဒန်ကိုကြားလို့အခန်းထဲကိုပြေးသွားတဲ့အခါကလေးလေးကတိုနီရဲ့အတန်နဲ့ Red Yam ဆိုတဲ့စကားလုံးကိုပဲထပ်ခါတခါအပေါ်နေတာကိုတွေ့လိုက်ရပါတယ်။
သူမကခလီကိုချော့ဖို့ကြိုးစားပေမဲ့ဒန်ဒီကတိုနီရဲ့အတန်းနဲ့ပဲဒန်ဒီဒီမှာမရှိတော့ဘူး Mrs. Torrance လို့ဖြန်းဖြောခဲ့ပါတယ်။ဝန်ဒီကသူအိမ်မက်နေတယ်လို့ထင်ပြီးနိုးဖို့ကြိုးစားပေမဲ့ဒန်ဒီကနိုးလို့မရတော့ပဲဒန်ဒီဆိုတဲ့ခလီမရှိတော့ဘူးလို့ပဲပြောနေခဲ့ပါတယ်။စိတ်ပူသွားတဲ့ဝန်ဒီကခလီကိုဖက်ပြီးငိုနေပါတော့တယ်။မိနစ်အနည်းငယ်ကြားတဲ့အခါမှာတော့ဂျက်ကစင်ချက်လန်းနေတဲ့လျှောက်သွားနေတဲ့အခါရေဒီယိုကအတန်းကိုကြားလိုက်ပါတယ်။သူကရုံးခန်းထဲကိုဝင်ပြီးရေဒီယိုကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒီကတော့ထိန်ထိန်ရဲ့အရာရှိကိုထပ်ဖုန်းဆက်တဲ့အခါဘသူမှအဲ့ဒီမိသားစုကိုဆက်သွယ်လို့မရသေးကြောင်းသိလိုက်ရပါတယ်။နောက်တနေ့မနက်မှာတော့ဒစ်ကကော်လိုရာဒိုကိုပထမဆုံးလေရင်နဲ့လိုက်သွားခဲ့ပါတယ်။သူကလေးစိတ်ကိုရောက်တဲ့အခါစနိုးကက်တစီငှားဖို့သူ့တငယ်ချင်းကိုဖုန်းဆက်ခဲ့ပါတယ်။ပြီးတော့ကားငှားပြီးမောင်းလာတဲ့လမ်းတစ်လျှောက်မှာရာသီဥတုကြောင့်တိုက်မိသွားတဲ့ကားပျက်စီးတွေကိုတွေ့ခဲ့ရတာပါ။ဟိုတယ်မှာတော့ဝန်ဒီကဒန်နီကိုစကားပြောဖို့ကြိုးစားနေပေမဲ့ခလေးကတိုနီရဲ့အသားနဲ့ပဲပြန်ထူးနေပါတယ်။သူမကဘေ့စ်ဘောတစ်ချောင်းကိုကိုင်းပြီးဂျက်ကိုလိုက်ရှာပေမဲ့သူစပွဲမှာမတွေ့ခဲ့ပါဘူး။သူမကစာရေးဆက်ပေါ်ကစာရွက်ကိုဖတ်ကြည့်လိုက်တဲ့အခါအလုံးကြီးလုံးနေပြီးမနာရန်ကျက်ရဲ့တရုပ်ပြုံးစရာကောင်းတဲ့လူဖြစ်သွားလိမ့်မယ်ဆိုတဲ့စာသားကိုပဲအကျင့်များစွာရိုက်ထားတာကိုတွေ့လိုက်ရပါတယ်။တခြားစာရွက်ပုံတွေကိုကြည့်လိုက်တဲ့အခါမှာလည်းအဲ့ဒီစာသားတစ်ခုတည်းကိုပဲရိုက်ထားတာပါ။ရုတ်တရက်ဂျက်ကသူမနောက်မှာပေါ်လာပြီးဒါကိုသဘောကျရဲ့လားလို့မေးလိုက်တဲ့အခါဝန်ဒီကလန့်ပြီးအော်လိုက်တဲ့အခါဂျက်ကသူမဘာလို့ဒီကိုလာတယ်လဲလို့မေးပြီးမယ်ဝန်ဒီကတော့ကြောက်လုံးလို့စကားတောင်မပြောနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာပဲဒန်ဒီလီဟာသွေးဒီရှန်နေတဲ့ဓာတ်လီကားနဲ့တကားပေါ်မှာ right yam ဆိုတဲ့စလုံးကိုထပ်မြင်နေရပြန်ပါတယ်။ဂျက်ကဝန်ဒီနောက်ကိုအခန်းထဲကိုလိုက်သွားပြီးဒန်ဒီကိုဘာလို့ကြမလဲလို့ယင်ပြီးယူးဆွနေတဲ့ပုံစံမျိုးလှုပ်ပြနေပါတယ်။ဝန်ဒီကဒန်ဒီကိုဆရာဝန်ပြရမယ်လို့ပြောလိုက်တဲ့အခါဂျက်ကသူမကိုအော်ဟစ်ဆဲဆိုပြီးသူ့ရဲ့အလုပ်ကိုဖျက်ဆီးချင်နေတာလားလို့အဖြစ်တင်လိုက်ပါတယ်။ ကြောက်လန့်နေတဲ့ဝင်ဒီကဖလေကားဖို့ကိုတက်သွားရင်သူ့ကိုအနာမကက်ဖို့တုံးနဲ့ကာထားခဲ့ပါတယ်။ဂျက်ကတော့ယူသွက်တဲ့အမူအရာနဲ့ပဲသူမနှုတ်ကိုလိုက်လာပြီးသူမကိုနားချင်းရမလုပ်ချင်ပါဘူး။သူမရဲ့အုံနောက်ကိုပဲရိုက်ခွဲပစ်ချင်တာပါလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဝင်ဒီကဂျက်ကိုတုံးနဲ့ရိုက်ချလိုက်လို့သူ့လေကားပေါ်ကနေလင့်ကျသွားခဲ့ပါတယ်။အဲဒီနောက်ဝင်ဒီက3မိနေတဲ့ဂျက်ကိုမိဖို့ကြောင့်တဲ့အထိဆွဲခေါ်သွားခဲ့ပါတယ်။သူမကသူ့ကိုပစ္စည်းတိုလွန်ခန်းထဲမှာပိတ်ထားခြင်းပေမဲ့တကားကဖွင့်မရဖြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာဂျက်က3ပြန်ရလာလို့ဝင်ဒီကအတင်းကျူးစားပြီးတကားကိုဖွင့်ကသူ့ကိုအထဲကိုတွန်းထည့်လိုက်ပါတယ်။ဂျက်ကပြန်တိုက်ခိုက်ဖို့ကြိုးစားတဲ့အချိန်မှာပဲသူမကအပြင်ကနေတကားကိုပိတ်လိုက်နိုင်ခဲ့ပါတယ်။ဂျက်ကတကားကိုထုရိုက်ပြီးအော်ဟစ်နေချိန်မှာဝင်ဒီကသူမကိုသူမကာကွယ်ဖို့ဓာတ်တစ်ချောင်းကိုယူလိုက်ပါတယ်။သူမငိုနေတဲ့အတန်ကိုကြားတဲ့အခါဂျက်ကလေထန်ပြောင်းပြီးသူ့ခေါင်းမှာဒဏ်ရာပြင်းထန်ထန်ရသွားလို့ဆရာဝန်လိုအပ်တယ်လို့ပြောလိုက်ပါတယ်။ဝင်ဒီကသူမဒန်နီကိုခေါ်ပြီးစနိုးကက်နဲ့ထုတ်သွားမှထစ်ကြောင်းနောက်မှဆရာဝန်ခေါ်လာပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှာတော့ဂျက်ကဟန်ဆောင်နေတာကိုရက်လိုက်ပြီးအယူတယောက်လို့တဟဟရဲကသူမဘဲမှသွားလို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဝင်ဒီကစနိုးကက်ချီတာကိုအပြေးလွှားသွားကြည့်တဲ့အခါမှာတော့အင်ဂျင်ကိုဖျက်ဆီးခံထားတာပြီဆိုတာကိုတွေ့လိုက်ရတော့ပါတယ်။နာရီအနှဲငယ်ကြတော့တယောက်ယောက်ကတကားကိုလာခောက်နေတာကြောင့်ဂျက်ကပစ္စည်းတိုလွန်ခန်းထဲမှာအိပ်ပျော်နေရကနေနိုးလာပါတယ်။အဲ့ဒါက Grady ဖြစ်ပြီးဂျက်ကဒီအလုံးနဲ့မကိုညီတဲ့ထားမျိုးဖြစ်နိုင်တယ်လို့သူကပြောလိုက်ပါတယ်။ဂျက်ကနောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့တောင်းပန်တဲ့အခါ Grady ကဒီကိစ္စကိုအပြင်းထန်လုံနီလန်းနဲ့ဖြေရှင်းတာကပဲတစ်ခုသေးသောနီလန်းဖြစ်တယ်လို့ပြန်ပြောပါတယ်။ဂျက်ကအဲ့ဒီအတိုင်းအတိအကျလွတ်ပါမယ်လို့ဂရီပေးလိုက်တဲ့အချိန်မှာတကားပွင့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲတောင်ပေါ်မှာတော့ဒစ်ကနှင်းပေါ်မောင်းတဲ့ရန် Snowcat ကိုမောင်းနေတဲ့ထဲကနေတက်နိုင်သမျှအမြန်ဆုံးမောင်းနေပါတယ်။ဝင်ဒီအိပ်ပြိုနေတော့မှဒန်ဒီကတိုနီရဲ့အတန်းနဲ့ Red Drum ဆိုတဲ့စကားလုံးကိုထပ်ခါတလဲရွတ်နေပါတယ်။သူကဝင်ဒီရဲ့ကုတင်ဘေးကစားပွဲပေါ်ကဓာတ်ကိုယူလိုက်ပြီးနောက်ဆန်းနီအနီရောင်နဲ့သူ့ရင်အာယုံထဲမှာမြင်ခဲ့ရတဲ့အတိုင်းရေချိုးခန်းတကားပေါ်မှာ Red Drum လို့ရေးလိုက်ပါတယ်။အဲ့ဒီနောက်မှာကသူကအဲ့ဒီစကားလုံးကိုပိုကျဲကျဲလောင်လောင်ရွတ်နေရကြောင့်ဝင်ဒီနိုးလာပါတယ်။သူမကသူ့စီကဒီဓာတ်ကိုလူလိုက်ပြီးသူ့ကိုဖတ်ထားလိုက်ပါတယ်။မန်တဲကိုသူမကြည့်တဲ့အခါ Red Drum ကိုပြောင်းလန်လန်ဖက်ရန်လူတက်မှုဆိုတဲ့အတိတ်ပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်ဂျက်ကအခန်းမကြီးကိုတကားကိုပုတ်စည်းနဲ့ဆက်ပြီးခုတ်ပါတော့တယ်။ဝင်ဒီကဒန်နီကိုရေချိုးခန်းတွေကိုဆွဲခေါ်သွားပြီးတကားကိုအနောက်ကနေပိတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမကပဒင်းပေါက်ကိုဖွင့်ကာဒန်နီကိုအပြင်ကိုတွန်းထည့်ပေးလိုက်ပါတယ်။နှင်းပုံကြီးရှိနေတာကြောင့်ဒီကောင်လေးကအလွယ်တကူအောက်ကိုလျှော်ဆင်းသွားနိုင်ခဲ့ပါတယ်။သူမကလည်းအဲ့လိုမျိုးလုပ်ဖို့ကြိုးစားတဲ့အခါပဒင်းပေါက်ကသူမအတွက်လောက်ရအများကြီးတီးနေခဲ့ပါတယ်။သူမကဒန်နီကိုပြီးကပြီးပုံးနေဖို့ပြောလိုက်တယ်။ဂျက်ကအခန့်တကားကိုအပေါက်တစ်ခုဖြစ်အောင်ခုတ်နိုင်ကတကားဖွင့်ဖို့သူ့လက်ကိုအထဲကိုထည့်လိုက်တယ်။အဲ့ဒီနောက်မှာတော့သူကဝတ်တင်ငယ်3ယောက်ပုံမြင်ထဲကဝုံပွေးစုကြီးရဲ့စကားတွေကိုရွတ်ပြီးရေချိုးခန်းတကားကိုပါထပ်ပြီးချိုးဖြန်နေပါတယ်။ဂျက်ကနောက်ထပ်အပေါက်တစ်ခုဖောက်ပြီးလူတိများတဲ့ TV အစီအစဉ်တွေကလို့ဂျွန်နီလာပြီးဟဲလို့အော်ဟစ်ပြီးအနေကိုချောင်းကြည့်နေတာကိုမြင်လို့ဝင်ဒီကခရိုက်ထုတ်ကြောက်လန့်နေရအောင်ယူထန်နေပါတယ်။သူကအဲ့ဒီအပေါက်ထဲကနေသူ့လက်ကိုအထဲထည့်လိုက်တဲ့အခါဝင်ဒီကဓာတ်နဲ့သူ့လက်ကိုမှုန်းပစ်လိုက်ပါတယ်။ဒန်ဒီကမိဖို့ကြောင့်ဖဲရိုက်ခန်းမှာပုံနေတဲ့အချိန်ဒစ်ကဟိုတယ်ကိုရောက်လာတာကြောင့်ဂျက်နဲ့သူမဇနီးမောင်နှံကသူ့စီးလာတဲ့ရန်ရဲ့အတန်းကိုကြားလိုက်ရပါတယ်
ဂျက်ကရဲကန်မကြီးကိုအမြန်ပြေးသွားပြီး Dick အထဲဝင်လာတာနဲ့သူ့ကိုပုတ်စီးနဲ့တိုက်ခိုက်လိုက်ပါတယ်ဒန်နီကဘာတွေဖြစ်နေတာလဲဆိုတာကိုအာယုံထဲမှာမြင်နေရတာကြောင့်အော်ဟစ်နေပါတယ် Dick တေဆုံးသွားတဲ့အခါမှာတော့ Jack ကသူ့သားကိုလိုက်ရှာပြီးမိဖို့ချောင်ကနေပြေးထွက်သွားတဲ့အတန်ကိုမြင်လို့အနောက်ကနေလိုက်လံဖမ်းဆီးပါတယ်အဲ့ဒီချိန်မှာပဲ Wendy ကလည်းရေချိုးခန်းကနေထွက်လာပြီးဒန်နီကိုလိုက်ရှာပါတယ်သူမကစင်ကျင်လန်းတိုင်လျှောက်လာတဲ့အခါအခန်းတစ်ခုထဲမှာထူးခြားတဲ့ဝတ်စုံတွေဝတ်ပြီးကိစ္စရှုံနေတဲ့စုံတွေတစုကိုတွေ့လိုက်ရပါတယ်ထိတ်လန့်သွားတဲ့သူမကထပ်ပြေးလာပြီးအရဲခံမကြီးကိုရောက်တဲ့အခါမှာတော့ Dick ရဲ့အလောင်းကိုပဲတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ခေါင်းမှာဒဏ်ရာနဲ့လူတစ်ယောက်ကသူမရဲ့အနောက်မှာပေါ်လာပြီးဒါကတကယ့်ကိုကောင်းကင်ပါတီပါပဲလို့ပြောလိုက်တဲ့အခါ Wendy ကထပ်ပြီးထွက်ပြေးရပြန်ပါတယ်။နောက်တစ်ခုထဲမှာတော့ပင်ကူအိမ်တွေအများကြီးနဲ့ဂလအိမ်တွေပေါ်မှာအယိုးကွင်းတွေကိုတွေ့လိုက်ရပါတယ်။ Wendy ကနောက်တစ်ခေါက်ထပ်ပြေးရင်းဓာတ်လေကားကိုရောက်တဲ့အခါမှာတော့ဓာတ်လေကားတွေကတွေးလွှိုင်းတွေစီးကြနေတာကိုမြင်လိုက်ရပါတယ်။မကြခင်မှာပဲ Jack ကအရှိတကားပွင့်နေတာကိုတွေ့လို့အထင်ကမြည်ဒီကိုဖွင့်လိုက်တဲ့အခါ Danny ကခြံစည်းရင်းဝင်းကားထဲကိုဝင်သွားတာကိုမြင်လိုက်ရပါတယ် ဂျက်ကနှင်းပေါ်ကကောင်းလေးရဲ့ခြေအားတွေကိုကြည့်ပြီးချက်ချင်းပဲအနောက်ကနေလိုက်သွားပါတယ်ခဏလောက်ပြေးပြီးတဲ့နောက်မှာတော့ဒန်နီကသူ့ရဲ့ခြေအားတွေကိုသတိထားမိသွားပြီးသူ့အဖေကိုမျက်စိလဲသွားအောင်ခြေအားဟောင်းရီအတိုင်းနောက်ပြစ်မြန်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်လေးကပုံနေတော့မှဂျက်ကခြေအားရီရုတ်တရက်ပျောက်သွားတာကိုတွေးလိုက်ရပြီးဒေါသတကြီးအော်ဟစ်နေပါတယ်သူကဟိုဒီဒီရှောက်သွားရင်းနဲ့လမ်းပြောက်သွားတာကြောင့်ဒန်ဒီကဘသူမှမမြင်အောင်ဝန်ကဘာထေးကနေထွက်နိုင်ခဲ့ပါတယ်။ဝန်ဒီကဒန်နီရှိကိုအပြေးလွှားသွားတွေ့ပြီးသူတို့နှစ်ယောက်လုံးတစ်ရဲ့ရင်ဘောကိုတက်ပြီးတော့နောက်ဆုံးမှလွတ်မြောက်သွားပါတော့တယ်။ဝန်ကဘာထဲမှာတော့ဂျက်ကအလဲဘဟိုးကိုရောက်သွားပြီးဘာမှမသိတဲ့အတန်တွေညှင်းညူရင်းလဲကျသွားပါတယ်။နောက်တနေ့မနက်မှာတော့တေဆုံးသွားတဲ့ဂျက်ရဲ့ရုပ်အလောင်းကနှင်းတွေကြားမှာခဲနေပါပြီ။ဟိုတယ်ထဲမှာတော့ကခွန်နဲ့ခန်းမထဲကနေတေးဂီတအတန်တွေကိုကြားနေရပါတယ်။1922ခုနှစ်ကဓာတ်ပုံတစ်ပုံထဲမှာတော့ဧည့်သည်တွေကြားထဲမှာဂျက်ရဲ့မျက်နှာကိုတွေးလိုက်ရပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားပြီးအတိပေးချက်တွေကိုဖွင့်ထားဖို့မမေ့ပါနဲ့အောင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။